ဘယ်လိုရင်လုံးမလဲဆိုတာအဖြေရှာဟာကွာတရက်လာတဲ့ဒီပုံနှစ်ရက်လာတဲ့ဒီပုံပဲတစ်နှစ်ပတ်လက်လုံးဒီပုံစံပဲဖြစ်အောင်ပါပဲမရအောင်ကိစ္စကမမမေနဲ့တိုင်ပင်ဆွေးနွေးမှရတာမှာမမေငါနဲ့စကားနဲ့ပြောချင်တယ် ဘာဖြစ်လို့လဲဘာတွေဖြစ်နေပြန်ပြီလဲ အေးအခုကိုကောင်းတယ်ကိုအောင်နှောက်တယ်ကစီစီဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးတစ်ခုကိုမင်းနဲ့တိုင်ပင်ဆွေးနွေးကြတယ် ကိုမင်းကြီးတို့ကတော့လောက်လာပြီကြီးကြီးနဲ့ကြည်ကြည် ဘယ်လိုကြီးကြဲကြဲတော့ ကြည်ကြည်လေကြံကောင်းပြီးတော့တထေးဖြစ်မဲ့ကိန်းများရှာတွေ့ထားပြီလား တေချာနာထားနော်ကိုနဲ့မင်းနဲ့ပေါင်းလာတာကြာပြီသူတလဲကိုတလဲနဲ့နော်မင်းလည်းပြင်မဲ့နဲ့ကွာကိုလည်းပြင်မဲ့နဲ့အကြောင်းမင်းရင်လောက်မလားကိုရင်လောက်မလားဘယ်လိုရင်လောက်မလဲဆိုတာအဖြေရှာ ရှင်တို့ကျမတို့လည်းပဲလူရင်းကမရောက်တော့ဘူးဖြစ်နေတဲ့ကိုမကြီးပြောမင်းပြောကျမရင်နေပူနေပြီကျမသိချင်တာပြီပြောမဖြစ်တာလေ ပြောမယ်နော်ဟိုအိမ်မှုကိစ္စကြီးမင်းလောက်လည်းပါလားဟောရဲ့သူနားချင်တယ် ဟာညာလေလို့နားရမှာပေါ့ယောက်ျားရေနားရမှာပေါ့နားရမှာပေါ့နားချင်အောင်နားချင်အောင်နားချင်အောင် Come on, Gina, my mommy, yeah. I just love